သူကသူ့ရဲ့မမျော်လင့်ပဲလက်ထပ်ခဲ့ရတဲ့ဇနီးကိုနားမို့စူးစမ်းလိုက်ကြပေါ့ဒါပေမဲ့ကားတကာကိုတွန်းခွင့်ပြီးထွက်သွားဖို့လုပ်တဲ့အခါမှာသူမကသူ့ကိုလက်သီးနဲ့ထိုးလိုက်တယ်ကားကအကြကြီးလှုပ်ရှားမှုမရှိတဲ့အခါသူမလည်းစောင်းခဲ့ကြည့်လိုက်တော့သူတတိမိတ်မျောနေတာကိုတွေးလိုက်ရပြီးလန့်သွားတာပေါ့သူမလည်းလူနာတင်ရင်ခေါ်လိုက်ပြီးသူ့ကိုကားပေါ်တင်လိုက်တယ်သူမထွက်သွားတော့မလို့လှုပ်တုံဆီလာမကသူမကိုကားထဲဆွဲတွေ့လိုက်တယ်ဆီလာမကသူမကိုခင်မုံအပေါအရိုင်းနဲ့ဆုပ်ပြီးစူပူတယ်သူရဲ့ဦးနောက်ကိုလက်သီးနဲ့ထိုးမိလို့ထိခိုက်မိတာတောင်သူမကနည်းနည်းလေးမှမဝမ်းနဲ့ပဲပြုံးလေးပဲနေတာပေါ့ဆီလာမကသူ့ကိုသူချစ်တာကိုအခွင့်ကောင်းယူပြီးလှုပ်ချင်ညာလှုပ်နေတယ်လို့ဆွဆွဲတယ်သူမကသူ့ကိုခြေထောက်နဲ့ကန်ပြီးသူ့ရဲ့ချစ်ကိုတခါမှမခံစားရဘူးလို့ပြောတယ်သူမကသူ့ကိုအရန်ချစ်ပြီးအရာရာကိုပေးဖို့စန္ဒရှိခဲ့ပြီပဲသူကသူမဟာသူ့ရဲ့ပထမဆုံးချစ်အတွက်အစားထိုးတယောက်ပဲလို့ပြောပြီးနောက်ပိုင်းအရာရာပြောင်းလဲသွားတယ်လို့ပြောတယ်သူမကသူ့ကိုဦးဆောင်ပြီးလမ်းခွဲလိုက်တယ်ပြီးတော့သူအရင်ကပေးထားတဲ့ရွမ်တန်းဟားစီနဲ့ထွက်သွားခဲ့တယ်သူကသူမကိုလမ်းခွဲချင်တာမို့ပဲဂယုမဆိုင်ဟန်ဆောင်နေတာပဲလို့လှောင်ပြောင်းတယ်သူမသူ့စီပြေးသွားပြီးသူကိုတင်းတင်းကြပ်ကြပ်ဆွဲကင်နေတဲ့အထိပေါ့ပုံစံတဲ့နဲ့သူမကသူ့ကိုပြန်မစားတော့ဘူးလို့စူပူချင်းမောင်းတယ်ပြီးတော့သူမသူ့ကိုတွေ့တိုင်းရိုက်မယ်လို့တောင်ချင်းထောက်တယ်နောက်ဆုံးတော့သူပေးထားတဲ့ကတ်နဲ့သူမကမာနကြီးစွာထွက်သွားခဲ့တယ်သူမရဲ့လှုပ်ဖော်ခိုက်ခွက်တွေကသူမဘာဖြစ်တာလဲဆိုပြီးတိကျင်စိတ်နဲ့မေးတော့သူမကလှောင်ပြောင်းပြီးအလုပ်ထုတ်ခံရတယ်လို့ပြောလိုက်တယ်လှုပ်ဖော်ခိုက်ခွက်တွေကသူမအတွက်မမျောတဘူးလို့ခံစားရတယ်သူမကသူ့ရဲ့ရည်စားတင်မကပဲကုမ္ပဏီရဲ့စတင်ထီထောင်သူအဖွဲ့ဝင်တယောက်လည်းဖြစ်တယ်လို့ပြောကြတယ်သူမကတော့အများကြီးသိနေလို့ဖြစ်လိမ့်မယ်လို့ပြောတယ်တိကျင်စိတ်ပြင်းပြနေတဲ့လှုပ်ဖော်ခိုက်ခွက်တွေကသူမဘာသိလဲဆိုတာချက်ချင်းမေးကြတယ်သူမကသူဟာထူးခြားတဲ့စူးစောင်းမှုဝါသနာပါယုံတွေမကပဲပုဂ္ဂလိကပါဘီလီယံနာတယောက်လို့မဟုတ်ပဲကလေးတယောက်လို့ပိုဖြစ်နေတယ်ဆိုပြီးပုံပြင်ဆန်ပြောပြလိုက်တယ်လှုပ်ဖော်ခိုက်ခွက်တွေကသူမရဲ့စကားကြောင့်တုံလှုပ်သွားကြတယ်သူမကတော့မကျေနပ်ဟန်ဆောင်ပြီးကုမ္ပဏီကနေထွက်သွားခဲ့တယ်ဘေးနားမှာပုံနေတဲ့သူကတော့အားလုံးကိုကြားလိုက်ရတယ်သူကအရန်ဒေါသထွက်နေပြီမဲ့အရှင်းပြဖို့မရဲဘူးဒီချိန်မှာတော့အချစ်နဲ့ဝေးနေဖို့ဆုံးဖြတ်ထားတဲ့သူမကအရန်ပျော်နေတယ်သူပေးထားတဲ့အိမ်ကိုကြားခံပွဲစားစီရွမ်ထန်း20နဲ့ရောင်းလိုက်တယ်သူမရဲ့ကတ်ထဲမှာပိုက်ဆံတွေတိုးလာတာကိုကြည့်ပြီးပိုးပြောလာတာပေါ့အဲ့ဒီချိန်မှာသူ့ရဲ့ပထမဆုံးချစ်ကသူမရဲ့လမ်းကိုရုတ်တရက်ပိတ်လိုက်တယ်အချန်ဖန်လှုပ်တတ်တဲ့မိန်းမကသူမကိုငွေကြေးလော်ကြေးပြီးဖို့ကန့်လန့်တယ်သူမကတော့လက်မခံပဲအဲ့ဒီအချန်ဖန်မိန်းမကဘာမှမထိုက်တန်ဘူးလို့ပြောလိုက်တယ်သူကရုတ်တရက်ပေါ်လာပြီးသူမကိုကြမ်းတမ်းဆွဲခေါ်သွားတယ်သူ့ရဲ့ပထမဆုံးချစ်ကိုအနိုင်ချစ်တဲ့အတွက်သူမကိုစူပူတယ်သူမကမဖြေပဲသူမရဲ့အိတ်ကိုကောက်ကိုက်ပြီးသူ့ကိုလွှဲပစ်လိုက်တယ်သူကတော့အမှန်စခုံပေါက်နေရတယ်ပြီးတော့သူမထွက်သွားခါနီးသူ့ရီမန်းချက်ပုံမအောင်မြင်ဖို့သူမရှိကထပ်မပေါ်ဖို့သူ့ကိုထပ်ပြီးတတိပြေးတယ်သူမကလက်ဝဲစလိလာတယ်ဒီချိန်မှာတော့သူမရဲ့ပြောင်းလဲမှုတွေကသူ့ကိုသူမနဲ့ထပ်ပြီးနက်နက်ရှိုင်ချစ်မိသွားစေမယ်ဆိုတာသူမလုံးဝမသိခဲ့ဘူးအမျိုးသားတွေကမရနိုင်တဲ့အရာကိုမှကြိုက်တယ်လို့ထင်လား